ကချင်ပြည်နယ်ဖားခန့်မြို့နယ်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တော်လှန်ရေးအင်အားစုတွေကြားထိတွေ့မှုတွေပြန်လည်ဖြစ်ပွားနေပြီးနှစ်ဖက်တပ်တွေကြားထိခိုက်ဒေဆုံးမှုတွေရှိနေရလို့သိရပါတယ်။နိုဝင်ဘာလ25ရက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတော်လှန်ရေးအင်အားစုတွေရှိရာဖားခန့်မြို့နယ်အတွင်းစမ်းကြွေကြီးရွာအနီးရှိညောင်ဝင်ကုန်းစခန်းနဲ့လုံခင်းကဒီမော်ဒေတာတွေကိုစစ်ကြောင်းထိုးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးအင်အားစုတွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့်မနေ့ကညနေ6နာရီခွဲမှစတင်ပြီးတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှအရာရှိအဆင့်ရှိသူတွေပါတိစုံမှုတွေများပြားခဲ့တယ်လို့မြေပြင်စီးတည်ရင်မြစ်တုံးထံမှသိရပါတယ်။တိုက်ပွဲဖြစ်တာကစမ်းချွေအနီးညောင်ပင်ကုန်းနားမှာတပွဲလုံခင်းကဒီမော်နားမှာတပွဲနှစ်ပွဲဖြစ်ကြတာပါ။ညနေ6နာရီခွဲကျော်မှထိတွေ့မှုစဖြစ်ကြတယ်။စစ်တပ်ကတိစုံတဲ့ထဲစစ်ကြောင်းမှုပါပါတယ်လို့တော့ပြန်ကြားနေရတယ်လို့သူကပြောပါတယ်။ဒါအပြင်လုံငင်းဂူဒီမွန်အနီးတိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီဘက်ကအဆိုပါနေရာကိုလက်နက်ကြီးတရုံးတွေနဲ့ရန်တမ်းပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။